အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် arrangement ကိုဘယ်လိုပုံစံနဲ့လုပ်တယ်လဲဆိုတော့ကျွန်တော်ဝင်ငါပေးခြင်းတယ်ပေါ့နော်ဆိုတော့တယောက်နဲ့တယောက်တူမှတူမယ်တူချင်မှတူမယ်ကျွန်တော်ကြတော့ဖျားပြီးတယ်ကျွန်တော်ဖျားပြီးတဲ့ညပညာဖျားပြီးတဲ့ music စုကျေးဇူးအပြီးကျွန်တော်ဘယ်လိုပုံစံနဲ့လုပ်တယ်လဲဆိုလို့ရှင်တဲ့နေ့ကျွန်တော်ဖွင့်ပြဝင်ငါပေးခြင်းတယ်ဆိုတော့ပထမမပြောခင်မှာကျွန်တော်တခြင်းတစ်ပုဒ်ပေါ့နော်ဖွင့်ပြမယ် Christmas တခြင်းပေါ့ဒါပြီးသွားတဲ့တခြင်းအခုထွက်သွားပြီOkay, so di siapa tu kita tay matita buat tu korang lembut. Cuma kita tay matita buat no. Tapi atan ye, tanzin ye, sada ya kaum deh. So jangan biar jangan kita tidak ada tercintanya siapa, matita ada duri apa. Tapi tercinta bogu, tu tilak deh kita pengzang deh live pad asyik dulu. Adi music deh live pad deh pengzang TV mama pola ada shita deh. So ini kami ya kalau pengzang deh arrangement laut level no. လို့မေးတဲ့ခါမှာကျွန်တော်ပြောပြပြီးမယ်ဆိုတော့ကျွန်တော်ဆူတောင်းပြီးပြီဆိုလို့ကျွန်တော်ပထမဘာစဉ်းစားတယ်လဲဆိုရင်ဒီ music ကဘာအမျိုးအစားလဲဆိုတာရင်စဉ်းစားတယ်ဥပမာဆိုစကားပြောလာပြီဆိုဒီစကားကဘာဘယ်လူမျိုးရဲ့ဘာသာစကားလဲသိဖို့လိုတယ်နော်အဲ့တိုင်းပဲဒီ music ဒီတခြင်းဒီတန်စင်ကဘာအမျိုးအစားလဲ pop ဆို pop ထဲမှာလဲ pop rock တို့ဘာလို့နော်အများကြီးရှိတယ်နော်အမျိုးမျိုးပဲပြောစရာဆိုတော့အများကြီးရှိတယ်ဒါပေမဲ့ဘာအမျိုးအစားလဲဆိုတော့ကျွန်တော်ရပြီဆိုလို့ရှိရင်ဒုတိယအနေနဲ့ကျွန်တော်ဗာစဉ်းစားတယ်လဲဆို drum pad အမို့သူ drum သွားတဲ့ခုံတော့ပေါ့ဆိုအဓိက kick drum ပေါ့ bass drum နဲ့ snare ဒီနှစ်ခုကိုစဉ်းစားတယ်ဘယ်လိုခုံကောင်းမလဲဘယ်လိုသွားကောင်းမှတုံထတုံထလာတုံထတုံထလာပေါ့ဆိုစဉ်းစားပြီးတော့မှရပြီဆိုလို့ရှိရင်နောက်တစ်ချက်က bass ကိုကျွန်တော်စဉ်းစားတယ် bass ဘယ်လိုပုံစံနဲ့အလုံးကိုသွားမလဲဒီတိုင်းပဲ kick သွားတဲ့အတိုင်းပဲ chord တွေကိုထောက်သွားမလားဒါပေမဲ့ဒီတစ်ချင်းကbase ကိုအလုံးထည့်ရင်အဆင်ပြေလားစဉ်းစားတယ်ပြီးပြီ okay ရပြီဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်ဗာစဉ်းစားတယ်လေဆိုရင်ဒီတချင်းရဲ့စာသားကိုစာသားကကျန်းတဲ့စာသားလားအနုလားပျော်ရွှင်တဲ့စာသားလားဒါကိုကျွန်တော်စဉ်းစားပြီးတော့မှနော်ဝမ်းနေတဲ့စာသားလားအဲ့ဒါကိုစဉ်းစားပြီးတော့မှကျွန်တော်အလှပရှင်းတယ်အလှပဆိုတာကဂီတာရယ် KB ရယ်ဒါတော့အလှပရှင်းတဲ့အလှပသမားအလှပြင်သမားပေါ့ဆိုတော့ကင်းတဲ့ base က body သူ့ရဲ့ကိုယ်လုံးပါဒီကိုလုံးလှလှလေးကိုလုတ်ပြီးပြီဆိုလို့ရှင်လှပသွားပြီကိုလုံးဒါပေမဲ့သူ့ရဲ့မျက်နှာနားတွေအကုန်လုံးခြေလက်ပေါ့နော်ဒီကူလုံးမှာလှဆင်ရမယ်အဝတ်စားဝတ်ပြီးရမယ်အကုန်လုံးအလှပြင်ဆင်ရတယ်လို့ဂီတာသမားရယ် KB သမားကအလှဆင်ပြီးရတာအဲ့လိုနားလည်ဖို့လိုတယ်နော်ဆိုတော့ကျွန်တော်ကအဲ့လိုလုပ်တယ် arrangement ကိုနော်ဆိုတော့ပထမမှာဒီတချင်းကဘာမျိုးစားလဲ drum ကိုစဉ်းစားတယ် bass ကိုစဉ်းစားတယ်ပြီးတော့မှဂီတာရယ် KB ရယ်အလှပြင်ဖို့စဉ်းစားပြီးတော့မှကျွန်တော်စပြီးတယ်So arrangement ကျွန်တော်လုပ်တဲ့ပုံစံကအဲ့လိုသွားတယ်ပေါ့ဆိုတော့ကျွန်တော် TV သားတဲ့ချင်းဒီဟာကိုပြန်ဖွင့်ပြပေးမယ်နော် Christmas ရောက်ပြီ hey Christmas ရောက်ပြီ hey Christmas ချီရောက်ပြီပျော်မြူးကြမယ်ချီရောက်ပြီးပျော်မြူးကြမယ်တငယ်ချင်းတို့ရဲ့စိတ်ရစရာလေးတွေကိုယ်စီရှိရလဲလေအလုံးကိုမိထားမယ်ဒီချိန်မှာမသွေးနေတော့ဒီချိန်မှာပျော်မြူးကြမယ်ယေရှုကိုကြိုးစုံမယ်ယေရှုကိုနေရပေးမယ်Lapan kita lapan. Dia bime. Loka loko ke temboya. Yesu Christ trustin la. Tene sno to pima lo yan. Ka rai po ma te khan ke tin chu pi do 3 nyan nyaw ma. Tha myaw ke ke tin shin ko yong chi do tu nge ma lo myaw let khan do tu pya ta
Okay ဒါပါပဲဆိုဒီ solo ကြတော့သူတိုင်းပဲတော့ဒီ solo ဘယ်လိုတီးလဲဘယ်လိုပုံစံနဲ့ solo အလုံးကိုယူတယ်လဲဆိုတာနောက်ပိုင်းမှာကျွန်တော်အချိန်ရရင်တော့ကျွန်တော်ပြောပြပေးမယ်နော် Okay ဒါပါပဲနော်ဆို arrangement ဘုတ်ကိုကျွန်တော်အဲ့ဒီပုံစံနဲ့လုပ်ပါတယ်ပေါ့နော် Okay ရောက်စီတိုင်းပုံမှာ music သမားတွေနော် arrangement လုပ်တဲ့သူတွေပုံမှာဝိညာဉ်တော်အဖြစ်အကောင်းဆုံးသောဉာဏ်ပညာတွေပုံလောင်ပြပါစေအာမင်